โอเคပါအဲ့ဒါကတော့ထိုင်းနိုင်ငံဖူကက်ဘက်မှာဖြစ်ပျက်သွားတာပေါ့နော်ပြင်သစ်နိုင်ငံသူနဲ့ပြင်သစ်နိုင်ငံသားပေါ့နော်2ယောက်အဲ့ဒီလွတ်တုတ်တုတ်ပေါ်မှာကားလေးပေါ်မှာပေါ့နော်စီးပြီးတော့သူတို့2ယောက်ကဒီလိုမျိုးတွေလုံနေကြပါတယ်ခင်ဗျာနော်ဒီလိုမျိုးလုံတဲ့အချိန်မှာသူများတွေကဗီဒီယိုဖိုင်တွေပါတယ်လိုက်ပြီးတော့ရိုက်ထားတဲ့အကြော့ပေါ့နော်ရဲတွေကသူတို့2ယောက်စလုံးကိုတွားရောက်ပြီးတော့ဖမ်းဆီးခဲ့ပြီးတော့ပါကြောင့်မို့ဒီလိုမျိုးလောက်ရတာလဲပေါ့နော်အဲ့ဒီဖူကက်လမ်းမှာပေါ့နော်ကားသွားနေစင်မှာပဲအဲ့ဒီကားရဲ့အထဲမှာပေါ့နော်လုံနေတာကိုသူများတွေတွေ့တာပေါ့နော်နောက်ပြီးတော့ပီဝင်ခွင့်တွေပါတယ်ပိတ်ပင်သွားမယ်နောက်ပြီးတော့သူတို့ရဲ့ passport တွေပါတယ် bad late ပေါ့နော်ထိုင်းနိုင်ငံပြန်ဝင်လာလို့မရအောင်အဲ့ဒီသူတို့လုတ်သွားမယ်ဆိုပြီးတော့ပြောနေတာပေါ့နော်ဘာပြောဖူကက်မှာကတော့ခဏပဲနော်အဲ့ဒီပါလဲလွတ်ကပါအနောက်မှာလှုပ်လိုက်အခုဆိုရင်မှလည်းလွတ်တုတ်ပေါ်မှာပြန်လှုပ်တယ်ဆိုတော့တိတယ်မို့လားအဲ့ဒီကားတေးလေးလေအဲ့ဒီကျွန်တော်တို့ချုံပူလီသွားရင်လည်းတေးလေးတွေပါလေစီးလို့ရတယ်ပေါ့နော်အဲ့ဒါသူတို့လှုပ်ရဲနော်ကြောက်စရာကြီးဘာဖြစ်လဲမသိဘူးနော်အင်္ဂလိပ်နိုင်ငံခြားသားတွေလည်းတော်တော်လေးဟို